အားလုံးပဲမင်္ဂလာပါရှင်။စာပေလမ်းရဲ့ book review အစီအစဉ်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့ရှွန်ပါ။ဒီနေ့ကျွန်မကဆရာမကျူရေးသားထားတဲ့ငရံရဲ့အခြားတစ်ဖက်ဆိုတဲ့စာအုပ်လေးနဲ့ညွှန်ပေးချင်ပါတယ်။ကျွန်မတို့ရဲ့ဘဝတွေကစတင်ဖြစ်တည်လာကြတဲ့ကဘယ်အချိန်မှဖြစ်မယ်။ဘယ်သူတွေနဲ့တွေ့ဆုံပြီးဘယ်လိုနေထိုင်ရမယ်။ဘယ်အချိန်မှတော့အဆုံးသတ်မယ်။စတဲ့ကံကြမ္မာတွေဟာကြိုတင်ရေးသားထားပြီးသားလား။အဲ့လိုမျိုးကြိုတင်ရေးသားထားတယ်ဆိုရင်လည်းကိုယ့်အနေနဲ့အဲ့ဒီအရာတွေကိုသိရှိနေခဲ့မယ်။နောက်ပြီးကိုကြိုတင်သိလိုက်ရတဲ့နမိတ်တွေကလည်းကိုဖြစ်ချင်တယ်လို့မျိုးမဖြစ်လာခဲ့ဘူး။ဆိုလို့ရှိရင်ရောကျမတို့ဘလို့စိတ်ညစ်နဲ့အသက်ဆက်ရှင်သွားမလဲရှင်။ဒီဝတ္ထုတွေကနောက်ခင်စောဆိုတဲ့ကောင်မလေးရဆိုရင်လေသူ့အနေနဲ့ခရီးသွားရင်သူအမှတ်မထင်ဆုံးတွေးခဲ့ရတဲ့အမျိုးသမီးတစ်ယောက်စီကနေပြီးတော့သူဟာအသက်24နှစ်အရွယ်ရောက်တဲ့အခါမှာတည်ဆုံးမယ်ဆိုတဲ့ဒီနမိတ်ဟောချက်ကိုကြားလိုက်ရတာပဲဖြစ်ပါတယ်။ဆိုတော့သူအဲ့လိုကြားလိုက်ပြီးကတည်းကသူ့ရဲ့ဘဝအတွက်ပူပန်မှုတွေစိုးရိမ်စိတ်တွေတဖြည်းဖြည်းနဲ့ဒီအသက်24နှစ်နာကိုကတ်လာလေသူ့စိတ်ထဲမှာပူပြီးတော့စိုးရိမ်စိတ်တွေလွန်ကဲလာတာမျိုးစိတ်အဆင်ပြေမှုတွေနဲ့ဒီလိုမျိုးဆက်ပြီးတော့ရှင်သန်နေရတာမျိုးပေါ့နော်အဲ့လိုမျိုးတွေအများကြီးဖြစ်နေခဲ့တာဖြစ်တယ်ဆိုတော့သူဒီအရာကိုတွန်းလှန်ဖို့အတွက်စိတ်ကူထုံးဆရာပဲဒေါက်တာအောင်စီနဲ့တွေ့ဆုံခဲ့တဲ့နောက်မှာနောက်ခင်ဆိုတာတကယ်ပဲသူ့ရဲ့ကံကြမ္မာကိုတွန်းလှန်နိုင်မှာမလားစတာတွေကိုလည်းကျမတို့စိတ်ဝင်စားဖွယ်ဖတ်ရှုရမှာပဲဖြစ်ပါတယ်ဒါအပြင်နောက်ခင်စောနဲ့ဒေါက်တာအောင်စီတို့ကြားတွေကဒီတာမန်ဆရာဝန်နဲ့လူနာဆက်ဆံရေးထက်ပိုတဲ့ဆက်ဆံရေးအဖြစ်ကိုကူးပြောင်းသွားတဲ့အခါမှာအဲ့လိုမျိုးကူးပြောင်းမှုကနောက်ခင်စောရဲ့ကံကြမ္မာအပေါ်မှာဘယ်လိုမျိုးတရားမှုတွေရှိလာမလဲဆိုတာကိုလည်းကျမတို့တွေ့ရပါလိမ့်မယ်။စာအုပ်ရဲ့အဆုံးသတ်မှာတော့ကံကြမ္မာဆိုတဲ့အရာကကျမတို့ကကိုယ်တိုင်စိတ်ကြိုက်ရေးသားပြင်ဆင်လို့ရှိတာလားဒါမှမဟုတ်မရှိဘူးလားအဲ့ဒီမိခွန်းအတွက်ကိုလည်းအဖြေရဖို့ကျမတို့အနေနဲ့အတွေးတစားလည်းရနိုင်ပါလိမ့်မယ်ဒီစာအုပ်လေးကဆ iam ဂျူရဲ့လက်ရာတွေအများကြီးတဲ့ခါမှာပေါ့နော်ကျမတို့ကိုတွေးစရာတွေပေးစွမ်းနိုင်တဲ့စာအုပ်ကောင်းတစ်အုပ်လေးဖြစ်ပါတယ်စိတ်ပညာကိုစိတ်ပေါင်းဝင်စားတဲ့သူတွေအနေနဲ့ဆိုရင်လည်းစာအုပ်လေးဟာဖတ်ရင်နဲ့လိုက်ပါတွေးတောလို့ကောင်းတဲ့စာအုပ်လေးတစ်အုပ်လေးဖြစ်ပါတယ်ဆိုတော့ဖတ်ကြည့်ကြဖို့ကိုလည်းရှင်ဟာညွှန်ဆိုချင်ပါတယ်ဖတ်ပြီးသားခဲ့တဲ့သူတွေရှိခဲ့ရင်လည်းဒီစာအုပ်လေးနဲ့ပတ်သက်တဲ့အမြင်တွေယူဆချက်တွေကို comment မှာရေးသားထားခဲ့လို့ရပါတယ်ဆိုတာကိုပြောရင်ဒီအပတ်ရဲ့ book review အစီအစဉ်လေးကိုတော့ရှင်ကဒီနေရာမှာရပ်နားလိုက်ချင်ပါတယ်နားဆင်ပေးခဲ့ကြတဲ့စာဖတ်ပရိသတ်တူးချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲတာယာသောနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ။